ဒီနေ့မှာတော့ခါစစားပြမှာဖြစ်ပါတယ်ဒီလိုပဲနော်ဒီမှာရေခွန်လေးပါစားပြပါမယ်ဝိုင်းရတော့ခုမှရစားခင်မှာရေလေးတွေတောက်ပါဒီပါဆက်ပြုတ်လေးထားပါနမလေးနဲ့စကွာလေးလုပ်ခဲ့ကိုမလေးတွေရေးပြကြပါမယ်ပြမယ်။ဒါပေမဲ့အိမ်မှာလည်းဒီမှာကြားအောင်ရှိတာ။ကြောင်းကိုက9နာရီ58ဖြစ်ပါတယ်။ချင်းနေဒီကိုစမ်းပါနော်။မှာဘောနော်ချင်းနေကတော့အဲ့လိုဖြစ်နေပါပြီ။ဟုတ်ပါ။ဆက်ရ။ခေါ်လေးဆက်ထားတော့ပါမယ်။ဒီတက်ဒီတော့ကိုဒီမှာနမရဲ့နေကြီးကဘာလေးလောက်ခဲကိုမဲ့လည်းရေးခဲ့ပြနော်ကျို့အော်ဒီမူရတယ်မပြမနေနေကစပါတီရောကိုမဲ့လည်းရေးခဲ့ပြနော်မူရတော့မယ်ရွာပြီငလေးပြန်နေမိုးတော့မြော်သေးရွာချင်းမျိုးဖြစ်နေမိုးဝါလေးစားငလေးပြန်နေလာရွာပြီဘိုးတော်ဝန်ပိတ်ထားလို့ပေါ့နော်မိုးရစားလို့ကောင်းတဲ့ခောက်ရှိခဲ့ပြီပေါ့နော်လက်မလေးနဲ့ကျစကွာလေးလောက်ခဲကိုမလေးကြည့်ကြကြနော်ချောင်းစုံညမလို့တနေ့လေးကိုတီးခဲ့ပေးကြပါရှင်